မင်းကြီးသည်ပထမဦးစွာ16000သောမင်းမောင်းမတို့ကိုတားဆုတောင်းရန်စေခိုင်းခဲ့မင်းမောင်းမတို့သည်လည်းမိမိတို့၏ယုံကြည်ကိုးကွယ်မှုအရာစံဒီပရမီတောမဟာပိနှင့်ဗိတနိုပရမီတောရအစရှိသောနတ်တို့ထံတွင်ပူဇော်ကြော၍တားယောက်ျားလေးရရှိရန်ဆုတောင်းကြလေသည်မင်းမောင်းမတို့ကတားဆုပန်ကြတော့လဲအောင်မြင်မှုမရှိကြောင်းမင်းကြီးကိုရှောက်တင်ကြတယ်ကာတိကရမင်းကြီးလည်းမင်းမောင်းမတို့တားဆုပန်၍မအောင်မြင်ကြောင်းသိရှိသောအခါစန္နာဒေဝီမိဖုရားကြီးအားခေါ်ယူ၍တားဆုပန်ရန်တောင်းဆိုတယ်မိဖုရားကြီးလည်းမင်းကြီး၏တောင်းဆိုမှုကိုလက်ခံခဲ့တယ်ထိုအချိန်မှစ၍စန္နာဒေဝီမိဖုရားကြီးသည်ဥပုပ်တီလဆောက်တည်ခြင်းမရှိဆင်းရဲသားတို့ကိုပေးကမ်းဆွန်ကြခြင်းစသည်ဒါနကုသိုလ်တီလကုသိုလ်ဘာဝနာကုသိုလ်တို့ကိုရခင်ကထက်ပို၍ကြိုးစားလှုပ်ဆောင်နေသည်မိဖုရားကြီးသည်ပြုလုပ်ဆောင်ရွက်ခဲ့သောဒါနကုသိုလ်တီလကုသိုလ်ဘာဝနာကုသိုလ်အစရှိသောကုသိုလ်အစုစုတို့ကိုအာရုံပြု၍အကယ်၍ငါသည်မကြိုးမပြတ်တီလကိုစောင့်ရှောက်သည်ဖြစ်အံ့ဤသို့မကြိုးမပြတ်စောင့်၏ထင်တိုင်းအမှန်ဆိုသောတစ္ဆာစကားကြောင့်ငါအားတားဆုပြည့်စေတည်းတစ္ဆာဆို၍တားဆုတောင်းလေသည်ထိုအခါမိဖုရားကြီး၏တီလတကိုးတော်ကြောင့်တရားမင်း၏ပန်နုကပလာမြကြောက်ဖျားသည်ပူပြင်းတင်းမာလာလေသည်တရားမင်းကလည်းအဘယ်အကြောင်းကြောင့်ထိလေသည်ဆင်ញင်ကြည့်ရှုလေသောအခါစန္နာဒေဝီမိဖုရားကြီးတားဆုကိုအလိုရှိ၍တစ္ဆာပြုကြောင်းသိရှိမိဖုရားကြီး၏တီလကုံတမာရိကုံတို့ကြောင့်ထိုက်တန်သောတားဆုကိုပေးရမည်ဖြစ်ကြောင်းလည်းတရားမင်းသိရှိသောကြောင့်ကာတိကရမင်းကြီးနှင့်မိဖုရားကြီးစန္နာဒေဝီတို့၏တားဖြစ်ရန်ထိုက်တန်သောနှစ်သားကိုတာဝရိန်သာနတ်ပြည်၌ရှာဖွေလေတော့သည်ထိုအခါဖျားလောင်းနှစ်သားသည်တာဝရိန်သာနတ်ပြည်၌နှစ်သားတစ်ပါးအဖြစ်ရှိနေသည်ကိုတရားမင်းတွေ့ရှိရလေသည်တရားမင်းသည်ဖျားလောင်းနှစ်သား၏နတ်ဗိမာန်သို့သွားရောက်ပြီးတာဝရိန်သာနတ်ပြည်မှနတ်သက်ကြွေသည့်အခါလူပြည်မှကာတိကရမင်းကြီးနှင့်မိဖုရားကြီးစန္နာဒေဝီတို့ထံတွင်တားဖြစ်ကိုခံယူပါရန်တိုက်တွန်းပြောကြားခဲ့သည်